မင်းကလေးတယောက်ကိုလူတစုကဝိုင်းပြီးအနေနဲ့ပေးနေကြတယ်သူမကကျွန်တော်ကိုအော်ဟစ်ပြီးအကူအညီတောင်းနေတယ်ဒါပေမဲ့ကျွန်တော်ကသူ့ကိုမကဲခဲ့ဘူးဖုန်းကိုထုတ်ပြီးဖြစ်သမျှအကုန်ဗီဒီယိုရိုက်လိုက်တယ်ပြီးတော့ဘာမှမဖြစ်တယ်လို့လှည့်ထွက်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီအဖြစ်အပျက်ကိုကျွန်တော်အရင်တစ်ခါကြုံခဲ့ပြီးသားမှုပဲအရင်ဘဝတုန်းကသူ့ကိုကဲဖို့ဝင်ပါခဲ့တဲ့အတွက်လူတယောက်ကိုမတော်တဆသတ်မိခဲ့တယ်ဒါပေမဲ့တရားရုံးရောက်တဲ့အခါကျွန်တော်ကသူ့ကိုနှောက်ယှက်ခဲ့တယ်လို့အဲ့ဒီမိန်းကလေးကပြန်ထွက်ဆိုခဲ့တယ်အကျိုးဆက်ကတော့ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှစ်ပေါင်း30လုံးထောင်ထဲမှာပဲဘဝကုန်ဆုံးခဲ့ရတယ်နောက်ဆုံးတိတ်ဆုံးခံဒီမှာတော့အဲ့ဒီနေ့ကသူ့ကိုမကဲခဲ့ရင်ကောင်းမယ်ဆိုပြီးနောင်နာတွေနဲ့ပဲဘဝကိုပိတ်သိမ်းခဲ့ရတယ်ဒါပေမဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်ဟာအဲ့ဒီနေ့ကိုပြန်ရောက်နေခဲ့ပြီးဒီတစ်ခါတော့အရာအလုံးကိုပြောင်းလဲပြင်မယ်သူမကအော်ဟစ်ပြီးကျွန်တော်ကိုအကူအညီတောင်းတယ်ကျွန်တော်ကတော့တစ်ချက်ပဲကြည့်ပြီးလှည့်ထွက်လာခဲ့တယ်သူမကကျွန်တော်ကိုဆဲဆုံနေခဲ့ပေမဲ့သူမမသိသေးတာကဒီတစ်ချိန်မှာတော့ကျွန်တော်ဘဝဟာအရင်လိုမဟုတ်တော့ဘူးအိမ်ပြန်ရောက်တာနဲ့ကျွန်တော်ရဲ့စုပ်ပြတ်နေတဲ့အခန်းကိုကြည့်လိုက်တယ်ပြီးတော့ဆုံးဖြတ်လိုက်တယ်ဒီဘဝမှာတော့ဆင်းရဲပြီးမသေးတော့ဘူးအဲ့ဒီအချိန်မှာအရင်ဘဝကထောင်ထဲမှာအတူနေခဲ့တဲ့အကျဉ်းသားတယောက်ကိုတတိယလာတယ်သူ့မှာလူတွေမသိတဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်သူ့အိမ်ဟောင်းရဲ့မြေအောက်မှာရွှေ90ကီလိုဂရမ်ကိုမြုပ်ထားခဲ့တာအရင်ဘဝတုန်းကသူထောင်ကလွတ်လာတဲ့အချိန်မှာအဲ့ဒီအိမ်ကရောင်းပြီးသွားခဲ့ပြီဒါပေမဲ့ဒီဘဝမှာတော့အဲ့ဒီအိမ်ကိုအခုထိမရောင်းရသေးဘူးဒါနဲ့ဒေါ်လာ9သူမြချေးယူပြီးနောက်ထပ်တယောက်နဲ့အတူအဲ့ဒီအိမ်ကိုသွားဝယ်လိုက်တယ်အိမ်ပိုင်ရှင်ကဒေါ်လာ9သူမြနဲ့ရောင်းမယ်ဆိုတာနဲ့တစ်ချက်မှမစင်စားပဲဝယ်လိုက်တယ်စာချုပ်ပြီးတာနဲ့လူတွေပြန်သွားကြတယ်ကျွန်တော်လဲကော်ပြားကိုယူပြီးခြံထဲမှာချက်ချင်းတူးတော့တယ်တနေရာနှစ်နေရာပြီးတော့ကော်ပြားကတစ်ခုခုနဲ့သွားတိုက်မိတယ်မြေကြီးကိုဖယ်လိုက်တဲ့အခါရွှေချောင်းတွေအရင်ဘဝကကျွန်တော်ဘဝကိုပြောင်းလဲနိုင်မဲ့အခွင့်အရေးကအခုတော့ကျွန်တော်လက်ထဲရောက်လာပြီရွှေတွေကိုအိတ်ထဲထည့်ပြီးရွှေလဲတဲ့ဆိုင်ကိုသွားလိုက်တယ်ဒါပေမဲ့ဆိုင်ဝန်ထမ်းကကျွန်တော်ဝတ်စားတွေကိုကြည့်ပြီးဒီမှာမင်းလိုလူတွေဝင်လို့မရဘူးဆိုတဲ့ပုံစံနဲ့မောင်းထုတ်ဖို့လုပ်တယ်ကျွန်တော်လဲစိတ်တူသွားပြီးအိတ်ထဲကရွှေချောင်းတစ်ချောင်းကိုထုတ်ပြလိုက်တယ်အဲ့ဒီစက္ကန့်မှာပဲဒီဆိုင်လုံးတိတ်ဆိတ်သွားတယ်မန်နေဂျာကချက်ချင်းပြေးလာပြီးကျွန်တော်ကိုအခန်းထဲဖိတ်ခေါ်တယ်ဒါပေမဲ့ကျွန်တော်မဝင်ခဲ့ဘူးအဲ့ဒီဝန်ထမ်းကိုပဲတစ်ချက်ကြည့်လိုက်တယ်မန်နေဂျာကအတိတ်ဘယ်ကိုချက်ချင်းနားလဲပြီးသူ့ကိုအလုပ်ကနေချက်ချင်းထုတ်ပြလိုက်တယ်ဒါလည်းမကသေးဘူးအဲ့ဒီဆိုင်မှာကျွန်တော်မျှော်လင့်ထားတာထက်ပိုအံ့ဩစရာကောင်းတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီမိန်းကလေးပဲကျွန်တော်လက်ထဲကရွှေတွေကိုမြင်တာနဲ့သူကချက်ချင်းပြုံးလာတယ်ကျမတို့ကြားမှာဖြစ်ခဲ့တာကနားလည်မှုလွဲတာလေးတစ်ခုပါပြီးတော့အရင်ကကျွန်တော်ကိုမသိတယ်လို့နေခဲ့တဲ့သူကကျွန်တော်ရည်စားဖြစ်ချင်တယ်လို့တောင်ပြောလာတယ်ကျွန်တော်ကသူ့ကိုတစ်ချက်ကြည့်ပြီးမင်းကအရန်ရုပ်ဆိုးတယ်လို့ပြောလိုက်တယ်ပြီးတော့နောက်ကိုတော့မကြည့်ပဲထွက်လာခဲ့တယ်ရွှေအားလုံးကိုရောင်းချပြီးတဲ့အခါကျွန်တော်ပိုင်ဆိုင်မှုကဒေါ်လာ30အထိရောက်သွားပြီဒါပေမဲ့ကျွန်တော်သိထားတာကဒီလောက်နဲ့မပြီးသေးဘူး TV ကိုကြည့်ရင်အရင်ဘဝကမကြခင်ဖြစ်လာမယ့်အဖြစ်အပျက်တစ်ခုကိုသတိရလာတယ်အိမ်ချမ်းမြေဈေးတွေအစမတန်တက်တော့မယ်ဒါကြောင့်ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဈေးမတက်ခင်ဒီမျိုးရဲ့အကောင်းဆုံးမြေတွေအားလုံးကိုဝယ်မယ်ဒီတစ်ဘဝမှာတော့မျိုးရဲ့အကြီးဆုံးအိမ်ချမ်းမြေသူထေးဖြစ်ရမယ်နောက်တတွေကိုထပ်ခေါ်ပြီးအိမ်ချမ်းမြေတွေကိုအဆက်မပြတ်ဝယ်ယူတော့တယ်တရင်ကြားသွားတဲ့အဲ့ဒီမိန်းကလေးကလည်းသူ့အမေနဲ့အတူအိမ်တွေရောက်မှုအပြေးလွှားရောက်လာတယ်သူတို့ကကျွန်တော်ကိုမိုက်မဲတဲ့လူတစ်ယောက်လိုထင်နေလုံးပဲဒါပေမဲ့မကြခင်မှာအခြေအနေတစ်ခုလုံးပြောင်းလဲသွားတော့တယ်အဲ့ဒီဒေတာမှာအထူးစီးပွားရေးဆောင်စီမံကိန်းလုံးမဲ့တောင်းရှိသူရောက်လာတယ်သူကဒီ area တစ်ခုလုံးနီးပါးကိုကျွန်တော်ပိုင်ဆိုင်ထားတာကိုသိသွားပြီးဟိုတယ်မှာတွေ့ဆုံဆွေးနွေးဖို့ချက်ချင်းဖိတ်ခေါ်လိုက်တယ်ဆွေးနွေးပြီးတဲ့နောက်စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်တယ်အဲ့ဒီစက္ကန့်မှာပဲဒီလူနေအိမ် area ရဲ့တန်ဖိုးဟာဆယ်ဆကျော်မြင့်တက်သွားတယ်အရင်ဘဝမှာထောင်ထဲမှာနောင်နာတွေနဲ့အသက်ရှင်ခဲ့တဲ့ကျွန်တော်ဒီဘဝမှာတော့မြို့ရဲ့အချမ်းသာဆုံးသူတွေထဲကတယောက်ဖြစ်လာခဲ့ပြီဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့မပြီးသေးဘူးသူကမျက်နှာပြောင်ပြောင်နဲ့ပြန်ရောက်လာပြီးကျမတို့ကြားမှာဖြစ်ခဲ့တာကနားလည်မှုလွဲတာလေးတစ်ခုပါပဲလို့ထပ်ပြောလာတယ်ဒီတစ်ခါတော့သူကကျွန်တော်ရဲ့ရည်စားဖြစ်ချင်တယ်ဆိုတာကိုတော့တိုက်ရိုက်ရေးအမှုပြောလာတယ်ဒါပေမဲ့ဒီတစ်ခါကျွန်တော်သူ့ကိုပြန်ခွင့်ရေးပေးမယ်လို့သူထင်နေတာပဲမှားနေတယ်ကျွန်တော်ကပြက်ပြက်တသားညှိလိုက်တယ်ပြီးတော့လုံခြုံရေးဝန်ထမ်းတွေကိုခေါ်ပြီးသူနဲ့သူ့မိသားစုကိုအပြင်ထုတ်ခိုင်းလိုက်တယ်အရင်ဘဝမှာသူကကျွန်တော်ဘဝကိုဖျက်ဆီးခဲ့တယ်ဒီဘဝမှာတော့ကျွန်တော်ကကိုယ်ကံကြမ္မာကိုကိုယ်တိုင်ရေးမယ်ဒီဇလန်ကိုသဘောကျတယ်ဆိုရင်လိုက်ဖို့လို့လုပ်ထားပေးပါ